Odoo SIM ကတ်တွေမှာ eSIM ကိုဘယ်လိုရှောက်မလဲပေါ့နော်ဆိုတော့ Odoo app ထဲမှာဒီမှာအောက်ဆုံးသားလေးမှာ eSIM ဆိုတဲ့ဟာလေးရှိတယ်ဝင်လိုက်ပေါ့နော်ပြောရလို့ရှိရင်ဒီမှာ eSIM သို့ပြောင်းရန်ဆိုတာလေးကိုနှိပ်ပေးရမယ်ပေါ့နော်ပြီးရင်ဒီမှာသူရဲ့ဖုန်းနံပါတ်နဲ့ email လေးကိုထည့်ပေးရမယ်โอเคဒါဆိုရင် Gmail ကိုသူကလှုပ်ဝက်ကုတ်လေးထည့်ပေးမယ်ပေါ့နော်အဲ့လှုပ်ဝက်ကုတ်လေးကိုတော့ပြန်ထည့်ပေးရမယ်ဒါဆိုရင်သူကဒီ Odoo SIM ကတ်ရဲ့ eSIM ကိုဒီ QR code လေးနဲ့ပေးတာပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်ဒါလေးကို download ဆွဲလိုက်ပေါ့နော်ဒါလေးကို download လေးဆွဲထားလိုက်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဖုန်းတွေမှာ screenshot လေးရိုက်ထားလို့ရတယ်ပေါ့နော်ဒါဆိုရင်ရပါပြီဒါဆိုရင်ကျွန်တော်တို့ကဒီ eSIM ကိုဖုန်းတွေမှာဘယ်လို setup လုပ်မလဲဘယ်လိုထည့်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်ပြပေးမယ်ပေါ့နော်ဆိုတော့အဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးသိချင်တာလေးရှိလို့ရှိရင်comment လေးမှာမှတ်ပေးပါကျွန်တော်အတက်နိုင်ဆုံးဗီဒီယိုလေးတွေလုပ်ပြီးတော့ပြန်လည်ဖြေကြားပေးသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်